ချယ်ဆီးသင်းရဲ့နောက်ပိုင်းနှစ်တွေဘောလုံးရသည့်တိုင်းမှာအလိုအဆုံးနေရာကိုပြောပါဆိုလို့ရှိရင်တော့တိုက်စစ်မှုစစ်စစ်နေရာပဲဖြစ်ပါတယ်။နံပါတ်9ကျိန်စာလို့တော့မှသုံးနှုံရမယ့်အပြာရောင်တွေစီမှာခစ်ဆက်ဆက်တိုက်စစ်မှုတွေခိုလုံခဲ့ကြဘူးပြင်မဲ့ဒီလက်နဲ့ချခဲ့ရတဲ့ဂိုးသွင်းမုတ်ဆိုးတွေကဒုနဲ့သေးပါပဲ။ရှက်ချန်ကိုဖဲကာကိုပါတိုလူကာကိုအားလုံးအဆုံးသက်သွားကြတဲ့ချယ်ဆီးသုံးခဲ့တဲ့ပြောင်းရွှေ့ကြီးတွေကအဟောတိကန်တွေဖြစ်ကုန်တာပါ။အတော်မတက်နိုင်မပြည့်စုံသောလိုရင်ဆန္ဒတွေပါ။လီယန်ဒီလက်ကိုခေါ်ယူထားပေမဲ့မကျေနပ်နိုင်ကြသေးပါဘူး။အခုလည်းနီကိုလက်ဂျက်ဆင်အန်ကူကူရုရှိပေမဲ့လည်းဒေါင်းမြေတိုက်စစ်မှုတယောက်လိုအပ်နေတယ်ဆိုတာအသင်းကတီးထားပြီးသားပါ။ဒီဒီယာဒရော့ပါဒီယိုကိုစတာတို့လိုမျိုးတိုက်စစ်မှုတွေချယ်ဆီးမှာမမြင်ရတော့ဘူးလား။အခုလည်းအပြောင်းရွှေ့တိုင်းမှာကြားနေရတဲ့ချယ်ဆီးအသင်းတိုက်စစ်မှုရှာဖွေနေပါသည်ဆိုတဲ့သတင်းကမယူနိုင်တဲ့အိယာဝင်ပုံမြင်လိုပါပဲ။နောက်ဆုံးရရှိထားတဲ့သတင်းတွေအရတော့တော်ဘလီတို့ကဒီယာဒီအပြောင်းရွှေ့မှာဘုံဘော်လောသုံးဆွဲတာမျိုးမဟုတ်ဘဲနဲ့ငွေကြေးကိုအကျိုးရှိစွာသုံးဆွဲဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ FFP စီမင်းကြောင့်မလို့ကန့်တက်သုံးဆွဲလို့ရမယ်လို့ထင်မြင်နေကြပေမဲ့ဒီပိုင်ရှင်တွေရဲ့လူလေအကွက်တွေနဲ့ဈေးကွက်ထဲမှာချယ်ဆီးသင်းကလှုပ်ရှားနေဦးမှာပဲဖြစ်ပါတယ်။ပေးရတဲ့ပြောင်းရွှေ့ခြင်းနဲ့မတန်တဲ့ quality တွေပဲအသင်းကပြန်ရခဲ့တာတွေများလာပါပြီ။ရာသီကြိုခြေစမ်းပွဲနဲ့ကလပ်ကပပြိုင်ပွဲအတွင်းမှာတင်အန်ဆိုမာရက်စ်ကတိဆောက်ခြင်းတဲ့အသင်းမျိုးဖြစ်အောင်အသင်းပိုင်ရှင်တွေကဘာလုပ်ပြမလဲစိတ်ဝင်စားစရာကောင်းပါတယ်။ဒီလိုလှုပ်ဆောင်မှုမျိုးတွေကိုတော့ထောက်ခံရမှာပါ။ပြီးခဲ့တဲ့ရိုမန်အင်ပါယာလက်ထက်မော်ရီညိုတကြော့ပြန်လာတဲ့ပရီးမီးယားလိဖလားရရှိခဲ့တဲ့နှစ်တုန်းကဆိုရင်အသင်းကရာသီကြိုခြေစွမ်းပွဲမတိုင်ခင်ကတည်းကဒီယိုကိုကော့စတာဖာဘရီဂက်ဖိလစ်ပီလူးဝစ်တို့ကိုကြိုတင်ခေါ်ယူခဲ့ပြီးတော့အသင်းကိုစတင်ပြိုးထောင်တိဆောက်ခဲ့ရတာပါတိုက်စစ်မှုဈေးကွက်မှာတော့ကစားသမားပြန်ကျင်းနေတာပါပဲသတင်းထွက်တဲ့တိုက်စစ်မှုတွေကတယောက်ဖြစ်တဲ့ဗစ်တာအော်စီမန်ကိုတော့တက်တာပြလိုက်ပါပြီ style of play နဲ့ဒန်ယာမတ်တန်းကိုမကြိုက်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ဖြစ်ပါတယ်ချယ်ဆီးတင်းကတော့ဒန်ယာဆိုတဲ့အတန်ကိုကြားအောင်ကြားခြင်းမှမထင်ပါဘူးတန်း120ဆိုတဲ့ပမာဏကလေဒီလောက်တန်မှမလားဝေးကြတာပိုကောင်းပါတယ်အော်စီမန်ကြီးနောက်တစ်ယောက်ကတော့ဆက်စကိုပြောင်းရွှေ့ကြီးကတော့အော်စီမန်ထက်နေတယ်ငယ်မယ်တန်ပါမယ်အပြိုင်ဆိုင်နေနဲ့လူခေါ်ရမယ်အသက်က21အလားလာအများကြီးရှိတယ်နောက်ထပ်တစ်ယောက်အတန်ကြီးကြားနေရတာကတော့ဘရိုက်တန်ကအသက်19နှစ်ရွယ်အီဗန်ဖာဂူဆန်ပါဘရိုက်တန်ဆိုရင်ကြောက်ပါပြီလို့ဆိုရလောက်အောင်ချယ်ဆီးကိုဒုက္ခတွေပဲပေးတတ်တဲ့ဘရိုက်တန်ကတိုက်စစ်မှုလေရိုးရမပြတ်စိတ်ဝင်စားနေပါလေ25နှစ်အောက်ကကစားသမားတွေကိုပဲခေါ်ရမယ်ဆိုတဲ့ policy ရဒီနာမည်တွေပါလာမယ်ဆိုတာအားလုံးလေးသိကြမှာဖြစ်ပါတယ်ဗစ်တာဂျိုဂရက်စ်ချယ်ဆီးပရိသတ်တွေအလိုချင်ကြတော့တိုက်စစ်မှုနာမည်ပါအန်အားသေးကြအနေနဲ့ပဲချယ်ဆီးသင်းကဒီဂျိုဂရက်စ်ကိုစီးနေရနေပြီးတော့ပယ်ထုတ်လိုက်ပါတယ်ဘာကြောင့်များလဲ policy ကအသက်25နှစ်ကျော်ရင်မခေါ်ရဘူးလို့တူတန်အတွေးတွေပဲဖြစ်ပါတယ်တုံးတက်တိုက်ကစားပြီးတော့ Sporting Lisbon မှာဂိုးတွေတတိုင်းသွင်းပြနေတဲ့သူကိုလက်လွတ်ရမှာတော့နှမျိုးမိရတော့အမှန်ပါပဲဗလာဟိုဗစ်ကိုလည်းအသက်အရွယ်ကြောင့်မခေါ်ယူတော့ဘူးလို့လည်းကြားရပါတယ်ဂျေစီပိုင်ရှင်တွေရဲ့ policy အရတော့အသင်းရဲ့တိုက်စစ်မှုနေရာကိုခြားတိတ်တွေပဲတာဝန်ယူနေရမယ်လို့ထင်ပါတယ်အလို့တပြင်းဟျူဂိုအီဂီဒီဂီတို့လိုမျိုးကစားသမားတွေလည်းဖြစ်လာနိုင်ပါတယ်ချယ်ဆီးအသင်းတိုက်စစ်မှုရွေးတော်မီအသက်25နှစ်အောက်များပါဝင်လျှောက်ထားနိုင်ပါသည်